ကိုဘက်ကတသိန်းလုံးနေမီရှုံးနေတဲ့အချိန်မှာပြန်ပြီးတော့ကမ်ဘတ်နိုင်ပွဲယူဖို့အတွက်လှုပ်တဲ့အချက်တွေမူဘာလာချန်နဲ့ပတ်သက်ပြီးတော့တော်တော်များများကတာနေရင်ဘယ်လိုဆော့ရမလဲတာအောင်ဘယ်လိုလုပ်ရမလဲနိုင်နေတာကိုပို့ပြီးတော့နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပဲပြောပြကြပါလိမ့်ကိုဘက်ကဟီးရိုးပစ်ပိုင်းမှာမတာလို့ရှုံးနေတဲ့အချိန်တစ်ဖက်အသင်းကကိုကိုတအားဖိပြီးကစားနေလို့နေနေတဲ့အချိန်မှာဘယ်လိုပြန်ရုံထွက်ပြီးတော့ကမ်ဘတ်ရမလဲနိုင်ပွဲဘယ်လိုပြန်ယူရမလဲဆိုတာကိုမပြောပြကြပါဘူးဒီဗီဒီယိုမှာတော့အပြင်တစ်လိုင်းကကိုဘက်ကအရန်နေပြီးအဖက်ဖက်ကရှုံးနေတဲ့အခါမှာပြန်ပြီးတော့တာဖို့အတွက်ကမ်ဘတ် point ဘယ်လိုရှာရမလဲဆိုတာနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်တချို့ကို sharing လုပ်ပေးကြပါမယ်နံပါတ်1မလိုအပ်ဖဲမသိဘူးကအရေးအကြီးဆုံးကမ်ဘတ်ပြန်လုပ်ချင်နေဆိုရင်ပထမဦးဆုံးလုပ်ရမှာကတစ်ဖက် enemy တွေကိုလိုက်ကေးဖို့မဟုတ်ပါဘူးကိုဘက်ကလူမရုပ်အောင်ကစားနိုင်မှုပါကိုကဂိုးနောက်ကျနေပြီးသားအချိန်မှာတယောက်ယောက်က hero key အယူခံလိုက်ရတာနဲ့ enemy ဘက်က9ယောက်ကိုဘက်က4ယောက်ဖြစ်သွားပြီးတော့တစ်ဖက်ကလော့ယူတာတွေကိုလည်းမသွားနိုင် tower ချိုးတာတွေ base ကိုတန်းဖိတာမျိုးတွေလောက်လာနိုင်ပါတယ်အထူးသဖြင့်လေဂိမ်းကိုရောက်လာရင်ဓာတ်တိုင်မှာကလည်းရှီလာတာကြောင့်မလို့တခါတီတာနဲ့ပွဲပါပြီးသွားနိုင်တာပါဒါကြောင့်မလို့ကိုဘက်ကတယောက်ရော့နေလို့ရှင် team fight ဒီမှာနိုင်ဖို့အတွက်လည်းမလွယ်သလိုငကူတွေကနေနေတဲ့အခြေအနေကနေရှုံးမှုအတွက်ပို့ပြီးတေချာသွားနိုင်ပါတယ်ဒါကြောင့်ကမ်ဘတ်လုံနိုင်မှုအတွက်ပထမဆုံးတစ်ချက်ကကိုဘက်က teammate 9ယောက်လုံးစုံနေဖို့အတွက်လိုတာပါနံပါတ်1 minion wave တွေကိုမလွတ်စေနဲ့ရှုံးနေတဲ့အသင်းအတွက် minion wave ရှင်းတာကအရင်အရေးကြီးပါတယ်enemy ကကိုထက် network ဘလောက်ကြီးပဲတာနေပါစေ minion wave မရှိဘူးဆိုရင် tower တွေကိုလွယ်လွယ်ကူကူလာပြီးဖိချိုးလို့မရပါဘူးဒါကြောင့်မလို့ lane 3ခုလုံးက wave တွေကိုတက်နိုင်တဲ့လောက်ရှင်းပြီးတော့ enemy push လုပ်မဲ့အချိန်ကိုဆွဲထားရပါမယ်ကိုဘက်ကကင်ထားတဲ့ hero အနေအထားပေါ်ကိုမူတည်ပြီး minion wave တွေကိုမြန်နိုင်တဲ့လောက်မြန်မြန်ရှင်းပါအဲ့လိုအချိန်ဆွဲထားလို့ရှိရင်ကိုဘက်က goal laner ဖြစ်တဲ့ Maxman က item တွေရလာမယ် jungler တွေ mage တွေကလည်းပဲ level တွေတက်လာပြီးတော့ item တွေပိုထွက်လာမယ် early game နဲ့ mid game တိုင်ပင်လောက်တုန်းက network ကအရန်ကြီးကွာနေရင်တော့မှ mid game မှာ minion wave တွေကိုရှင်းရင်နဲ့ item ပြန်ပြီးတော့ပြည်လာနိုင်ပါတယ်တခါတလေကမ်ဘတ်လုပ်ဖို့ဆိုတာက team fight တွေကိုနိုင်အောင်လုပ်ပြီးတာထက်ပွဲမပြအောင်လို့အချိန်ဆွဲပြီးတော့ကိုဘက်ကလိုအပ်ချက်တွေကိုပြန်ဖြည့်ဖို့ကလည်းလိုသေးတာပါဒါကြောင့်မလို့ minion wave တွေကိုမလွတ်စတမ်းရှင်းပါနံပါတ်3 enemy ရဲ့အမားကိုစောင့်တာကိုဘက်ကတိတိတသားကြီးနေပြီးတော့ရှုံးနေတဲ့အချိန်မှာအတင်းကြီးဝင် fight ပြီးတော့တစ်ဖက်ကကောင်တွေကိုရအောင်ဖြတ်ဖို့ထက်စားရင် enemy ရဲ့အမားကိုစောင့်တာအကောင်းဆုံးပါပဲအသာစီးရနေတဲ့သူတွေအနေနဲ့ပွဲကကြာလာတာနဲ့အမျှပွဲကိုအံ့မှုအတွက်စိတ်လောလာတာပြီးတော့လို့ရှိရင်ငါတို့ဒီလောက်ကတော့နိုင်ပါတယ်အေးစိတ်ဆေးပဲဆိုပြီးတာဝါတွေကို diving ပစ်လာတာမျိုးတွေစားဘေးတွေ maniac တွေမှတ်ပြီးတော့အတင်းကြီးခုံဝင်လာတာမျိုးတွေရှိတတ်ပါတယ်enemy ဘက်ကအဓိကကိုးတွေဖြစ်ကြတဲ့ Maxman တွေ Jungler တွေ experience laner တွေအနေနဲ့ကျွံဝင်လာပြီးဆိုရင်တေချာပေါက်ရအောင်အပြတ်ယူနိုင်မှုအတွက်အဆင်သင့်ဖြစ်ဖို့လိုပါတယ်မြေပုံပေါ်မှာကြည့်လိုက်လို့တန်းတဲ့မီနေကတရွဲဖြစ်ပြီးတော့ကျန်တဲ့ကောင်တွေလူကွဲနေတာမျိုးဖြစ်လို့ရှင်အဲ့ဒီအခွင့်အရေးကိုအပိုင်းယူပြီးတော့9ယောက်3ယောက်သွားခန့်တာမျိုးတွေပါတယ်လုပ်လို့ရပါတယ် enemy မှားနေတဲ့အချိန်မှာကိုယ့်ဘက်ကတကောင်နဲ့သွားရင်ဆိုင်မယ်စား3ကောင်လောက်ဒါမှမဟုတ်4ကောင်လောက်သွားပြီးတော့ရရင်ရတယ်လို့မျိုးအခွင့်အရေးကိုအသုံးချပြီးယူနိုင်တာကိုယူပါအရေးကြီးတဲ့ goal player တွေကတာနေတဲ့အချိန်မှာအမှားလုံးတက်တာမို့လို့ဒီအမားကိုအသုံးချနိုင်မယ်ဆိုရင်ကမ်ဘတ်ဖို့အတွက်တော်တော်ကြီးကိုမှနီးစပ်ပါတယ်ကမ်ဘတ်ဆိုတာကကိုကအတင်းဖန်နီးယူရတာထက် enemy ဘက်ကမှားလာတဲ့ဟာကိုအခွင့်အရေးယူပြီးမလွတ်စတမ်းအသုံးချနိုင်မှုအတွက်လိုအပ်ပါတယ်နံပါတ်4လော့ဘတ်တွေကိုသူတေးကိုတေးဒိုင်မင်ပြစ်ပြီးတော့မဝင်ချင်ပါနဲ့ကမ်ဘတ်တဲ့နေရာမှာတော်တော်များများမှားလေးရှိတဲ့အမှားနေရာကဒီနေရာပါenemy ကလော့ကိုစားပြီးတော့လုတ်ပြီးဆိုတာနဲ့ကိုဘက်က teammate 9ယောက်လုံးကအပြေးလွှားသွားပြီးတော့လူဖို့မလိုပါဘူးကိုဘက်ကဂူကလည်းအရန်နောက်ကျနေတဲ့ vision ဘာညာကလည်းတေချာမမြင်ရဘူး ultimate တွေလည်းမရှိဘူးရှိတဲ့ ultimate တွေကလည်းတစ်ဖက်ကိုထိရအောင်မသုံးနိုင်ဘူး jungler ကလည်းလော့လူဖို့အတွက် position ကောင်းကောင်းမရဘူးဆိုရင်မရဘဲနဲ့အတင်းကြီးလော့ကိုသွားလူလိုက်တာကကိုဘက်က teammate တွေတည်သွားတဲ့အခါမှာတခါရေးပွဲကိုပြီးသွားနိုင်စေတဲ့အထိ enemy ကိုပွဲဖြတ်လို့ရအောင်ကူညီပေးလိုက်တယ်လို့ပါပဲဒါကြောင့်မလို့တချို့အခြေအနေတွေမှာလော့ကိုပေးလိုက်ပြီးတော့ wave တွေကိုကြိုးရှင်း base မှာ position ယူပြီးတော့ defend လုပ်တာပိုကောင်းပါတယ် enemy ကလောရထားတော့ပွဲပြီးကျင်စိမ့်နဲ့အတင်းကြီး diving ထိုးလာတာမျိုးတွေအဲ့ဒီ dive မှာတဲ့တစ်ချက်ကကိုယ့်အတွက် team fight ပြန်နိုင်ပြီးတော့ gambit စားလုံနိုင်တဲ့အချိန်လေးဖြစ်သွားရပါတယ်လောလူလို့ရသွားရင်တော့ရဲ့မရသွားလို့ရှိရင်တော့ပြဿနာကအကြီးကြီးပါဒါကြောင့်ကိုယ့်ဘက်ကလောကိုရလောက်မယ်လို့ထင်တဲ့အခြေအနေမျိုးမှသာသွားလူဖို့အတွက်အကြံပြုချင်ပါတယ်နံပါတ်5 team fight နိုင်သွားတဲ့အခါကြံနေတဲ့ enemy ကိုကေးလိုက်ယူဖို့မစင်စားပါနဲ့ဒီအချက်ကတော့အခုပြောနေတဲ့ gambit point တွေကအရေးအကြီးဆုံးအချက်ဖြစ်ပြီး tower ထဲမှာ battle ဆိုင်ပြီးတော့တစ်ဖက်က enemy 3ကောင်လောက်ကိုတတ်ပြီးသွားပြီ2ကောင်လောက်ကကြံနေတယ်ဆိုရင်အဲ့ဒီ2ကောင်ကိုလိုက်ပြီးတော့အပြတ်ရှင်းမဲ့အစားလောရနိုင်မလား tower ဘယ်နှလုံးချိုးနိုင်မလဲ enemy jungle တွေက buff တွေကိုသွားပြီးတော့စားလို့ရမလား lane တွေကို push နိုင်မလားဒါတွေကိုအရင်စဉ်းစားပါ team fight တစ်ခုကိုနိုင်လိုက်တိုင်းအဲ့ဒီ team fight နိုင်တာကို objective တစ်ခုခုအဖြစ်ပြန်ပြောင်းနိုင်ရင် go gap ကတဖြည်းဖြည်းနဲ့ကျလာမယ်
map control လည်းပြန်ရလာမယ်ဒီလူကနေပဲတစင်ပြီးတစင်ပြန်ပြီးတော့ယူရင်းရှုံးနေတဲ့ပွဲကကိုယ့်ဘက်ကိုပြန်ပြီးတော့တာလာတာပါကမ်ဘတ်လောက်တာရဲ့အဓိကအချက်ကတစ်ဖက် enemy ကိုပြန်ပြီးတော့တာဖို့လုံးဝအနိုင်ရဖို့အတွက်ပါ wipe out ဖြစ်သွားအောင်လို့9កောင်လုံးကိုလိုက်ပြီးတော့ hero key ယူဖို့အတွက်မလိုပါဘူးအခုပြောပြခဲ့တဲ့9ချက်ဟာကိုယ့်ဘက်က teammate 3កောင်လောက်ပဲကောင်းရင်တော့မှကောင်းကောင်းကြီးအသုံးချလို့ရတဲ့အချက်တွေဖြစ်ပါတယ်4កောင်လောက်ကမှစေးအရန်ထိုးပြီးတော့တကောင်လေးပဲယုံနေရမယ်ဆိုရင်တော့အလိုက်တင်းလောက်ပဲဆော့ပေးပြီးတစ်ဖက် enemy ကိုအနိုင်ပေးလိုက်တာအကောင်းဆုံးပါစိတ်ဒုက္ခမခံပါနဲ့ကိုယ့်ဘက်က4កောင်လောက်ကစိတ်ပါလက်ပါနေကစားနေလို့ဒီလိုမျိုးအခွင့်အရေးရလာမယ်ဆိုရင်တော့အခွင့်အရေးတွေကိုလက်လွတ်မခံပါနဲ့ကိုကမသိပဲအချိန်ဆွဲ enemy အမားကိုစောင့်အခွင့်အရေးရတဲ့အချိန်မှာ objective တွေတစ်ခုပြီးတစ်ခုပြန်ယူမရောရင်စမ်းကြည့်လိုက်ပါဂမ်ဘတ်ဖို့အတွက်အကောင်းဆုံးအချက်တွေဆိုတာသိလာပါလိမ့်မယ်အပြင်တစ်လိုင်းကနောက်ပိုင်းမှာလည်း Mobile Legends နဲ့ပတ်သက်လို့ဒီလိုအကျိုးရှိမဲ့အကြောင်းအရာတွေကိုပြောပြပေးပါဦးမယ်သဘောကျတယ်ဆိုရင် channel ကို like and subscribe လုပ်သွားလို့ရပါတယ်ကျေးဇူးပါ